ရှေးခေတ်ကယဟန်တစ်ပါးအကြောင်းကိုစိတ်ကူးတဲ့ပုံဖော်ကြည့်လိုက်ပါလားဗျာမျက်စီထဲမှာဘာသွားမြင်လဲဆိုတော့တစ်ပင်ရိပ်အောက်ကတိတ်ဆိတ်နေတဲ့တောနဲ့ကြီးတစ်ခုထဲမှာဖာထေးထားတဲ့တင်ငန်းနဲ့ပေါ့ဟုတ်တယ်ဗျာဟင်းလင်းပင်ဖိနေတဲ့တပိတ်တစ်လုံးနဲ့အရာအတုံးကိုစွန့်လွတ်ထားတဲ့ရှင်းလင်းနေတဲ့မြင်ကွင်းမျိုးကိုပြင်းမြင်ကြမယ်ထင်ပါတယ် ဟုတ်ကဲ့များသောအားဖြင့်အဲ့ဒီလိုပဲမြင်ကြတာပေါ့ရှင်ကဲအခုအဲ့ဒီမြင်ကွင်းကိုခဏဖျောက်ပြီးတော့တခြားပုံရိပ်တစ်ခုကိုအစားသွားကြည့်အောင်ဗျာစီကားတိုက်မြိုက်ပြီးစူညံနေတဲ့အေယာမမြို့ကြီးဖီးကြီးတခုတဲ့အလဲကောင်းပါလေစင်ရုပ်တီမြင်းရုပ်တီရက်လွတ်ထားတဲ့အလွန်တန်ဖိုးကြီးကော်စောတွေပေါ်မှာလမ်းလျှောက်နေတဲ့ဟာတူစိန်ကြတာပဲဟုတ်တယ်ဗျာဦးတောင်မီးတွေကီမီကောင်အမီးတွေနဲ့အလားဆင်ထားတဲ့ဖိနပ်အစားဖျားတွေကိုစီးထားတဲ့ရဟန်းတစ်ပါးကိုမြင်အောင်ကြည့်လိုက်တကယ့်ကိုစန့်ကျင်မဲ့ဖြစ်နေတဲ့အပုံရေးကြီးပါဗျာမှန်ကောဘာပိုင်ဆိုင်မှုမှမရှိဘူးဆိုတဲ့အကျွမ်းမဲ့ဆွလို့ချင်းကိုစားပြုတယ်လေဟုတ်ကဲ့နောက်တစ်ဖက်မှာကြတော့ဘယ်လိုပြောမလဲအမြင့်ဆုံးသောဇိမ်ခံပစ္စည်းတွေရဲ့မြို့ပြရဲ့ချမ်းသာဆုံးအငွေအသက်တွေရဲ့နဲ့ရောထွေးနေပြန်တယ်အဲ့ဒါကြောင့်မို့လို့ဒီကနေ့ကျွန်တော်တို့ရဲ့အသေးစိတ်လေးလာတုံးတက်မှုကအင်မတန်စိတ်ဝင်စားဖို့ကောင်းနေတာပါလေဗျာဒီကနေ့ကျွန်တော်တို့လေးလာမယ့်အဓိကအရေးမြစ်ကတော့ Cambridge University Press ကနေထုတ်ဝေထားတဲ့စာအုပ်ကြီးတစ်ခုပါဟုတ်ကဲ့ပညာရှင် Greg Bailey နဲ့ Ian Mabbat တို့ရေးသားထားတဲ့ The Sociology of Early Buddhism ဆိုတဲ့စာအုပ်ကြီးပဲဖြစ်ပါတယ်ရှင်မှန်ပါတယ်ဗျာဒီဆွေးနွေးမှုရဲ့အဓိကယူရချက်ကသမိုင်းမှာတကယ်ကိုဖြည့်ရှင်းရခက်တဲ့ပဟေလီကြီးတစ်ခုကိုအဖြေရှာထုတ်ပါပဲအရာအလုံးကိုစွန့်လွတ်ခြင်းဆိုတဲ့လမ်းစဉ်ကိုခြေခံထားတဲ့ဘာသာရေးအယူအဆတစ်ခုဟာချမ်းသာကြွယ်ဝမှုနဲ့ဇိမ်ခံပစ္စည်းတွေကိုအသားပေးအရှင်ဟုန်ပြင်းတိုးတက်နေတဲ့ရှေးခေတ်မြို့ပြလူနေမှုစနစ်ကြီးထဲမှာဘလို့လို့ပြီးတဟဇာတာဖြစ်ရှင်သန်ကြီးထွားလာခဲ့တယ်လဲဆိုတဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်သွားမှာပါဗျာဒါပေါ့ရှင်ဒီလျှို့ဝှက်ချက်ကိုတေချာနားလည်ဖို့ဆိုရင်အဲ့ဒီအချိန်ကာလရဲ့တမိုင်းနောက်ခံကိုအရင်ဆုံးခြုံငုံကြည့်ဖို့လိုပါတယ်ရှင်အစောပိုင်းဘုဒ္ဓဘာသာပေါ်ထွန်းလာတဲ့အချိန်ပေါ့ BC 90ရာစုလောက်ကဖြစ်မယ်ထင်တယ်ဟုတ်ပါတယ် BC 90ရာစုကနေ3ရာစုအတွင်းအိန္ဒိယအရှေ့မြောက်ပိုင်းကဂင်္ဂါမြို့ဝမ်းလွင်ပြင်ဒေသအခြေအနေကိုပြန်ကြည့်ရအောင်အဲ့ဒီအချိန်ကလူတွေဟာရိုးရှင်တဲ့လေယာစိုက်ပျိုးရေးလူဖွေစည်းလေးတွေကနေအလွန်ကြီးမားတဲ့မြို့ပြကြီးတွေစီကိုအစုလိုက်အပြုံလိုက်ကူးပြောင်းနေကြတဲ့အချိန်ဖြစ်တယ်လေဆိုတော့ကုံထွေးလမ်းကြောင်းတွေပွင့်လာတဲ့ငွေရေးစနစ်တွေတွင်ကျလာတဲ့စီးပွားရေးအင်အားတွေအလွန်ကြီးမားလာတဲ့အချိန်ပေါ့ခြေနေကိုတွေးကြည့်လေထူးဆန်းလေးပဲပါကျွန်တော်ခေတ်သစ်ဥပမာတစ်ခုနဲ့ခိုင်းနိုင်ကြည့်ရှင်တယ်ပြောကြည့်ပါဦးရှင်ဒါဟာအရာမှာဇေဝဲစင်တာကြီးဥမာ shopping mall အကြီးကြီးတစ်ခုရဲ့အလဲကောင်ပါလေဟုတ်ကဲ့ပစ္စည်းအနည်းဆုံးနဲ့ရိုးရှင်းနေထိုင်တတ်တဲ့ minimalist တယောက်ကအကြော်ကြားဆုံးနဲ့လူကြိုက်အများဆုံးဖြစ်နေတာမျိုးနဲ့တွားတူနေတယ်ဗျာဟုတ်တယ်တော်တော်မြင်သာတဲ့ဥမာပဲလူတွေကနောက်ဆုံးပေါ်စီးစိမ်တွေဇင်ခံတစီတဲ့နောက်ကိုအပြည့်အလွှာလိုက်နေကြတဲ့အချိန်မှာငါဘာမှမလုပ်ချင်ဘူးဘာမှလည်းမပိုင်ဆိုင်ချင်ဘူးလို့ကြွေးကြော်တဲ့သူကဘာဖြစ်လို့အဲ့ဒီလူအဖွဲ့အစည်းရဲ့အထွတ်အထိကိုရောက်လာတာလဲပေါ့စိတ်ဝင်စားစရာပဲဒီလိုဆွလွတ်မှုနဲ့လောဘတက်မှုဆိုတဲ့စန့်ကျင်ဘက်အစွန်းနှစ်ဖက်ကဘလို့လို့ပြီးရုတ်တရက်ကြီးတွားပေါင်းဆက်သွားတာလေဗျာအဲ့ဒီခိုင်းနှန်းချက်ကအတော်လေးမြင်သာတယ်ရှင်ဒါပေမဲ့တေချစဉ်းစားကြည့်ရင်အဲ့ဒီ minimalist ဟာသူ့ရဲ့ရိုးရှင်တဲ့လူနေမှုပုံစံကိုထိမ့်သိမ်းထားနိုင်ဖို့အတွက်လေဟုတ်အဲ့ဒီ shopping mall ကြီးရဲ့ခိုင်မာတဲ့အခြေခံအဆောက်အုံတွေဥပမာလက်စစ်မီးတွေရေပေးဝေမှုတွေအပေါ်မှာမတိမတာမိခိုနေရတဲ့လိုမျိုးပေါ့ဟုတ်တယ်ဗျာသူလည်းအဲ့ဒီစနစ်ကြီးထဲမှာအသက်ရှင်နေရတာကိုဒါပေါ့ရှင်အစောပိုင်းရတန်ကားတွေဟာလည်းမြို့ပြကြီးတွေကဖြန့်တီးပေးလိုက်တဲ့ကြီးမားလာတဲ့စီးပွားရေးပိုးရမှုတွေအပေါ်မှာရက်တီခဲ့ရတာပါဆိုတော့ဒီစန့်ကျင်ဘက်အခြေအနေကြီးဘလို့အလုပ်ဖြစ်သွားတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတမိုင်းပညာရှင်တွေနဲ့လူမှုပညာရှင်တွေကြားမှာအဓိကအားပြန်နေတဲ့ယူဆချက် theory နှစ်ခုရှိပါလေရှင်အစောပိုင်းသူတို့ဘာသာကဒီလိုကုန်တဲ့လဲသမားတွေနဲ့အဆင်ပြေပေါင်းဆက်သွားတာဆိုတော့ဒါအလုံးတော့ပြောရှင်စရာအပြောင်းလဲကြီးတစ်ခုလို့ဆိုလိုတာလားဗျအဲ့ဒါက Pramod theory ရဲ့အဝေးလို့ပြောလို့ရပါရဲ့ရှင်အပြုသဘောဆောင်တဲ့ချင်းကပ်မှုပေါ့လေဒီ theory အရဆိုရင်အစောပိုင်းပူဇာဘာသာဟာကုန်တယ်တွေမြို့ပြအထက်တန်းလွှာတွေရဲ့လူနေမှုစနစ်တွေကိုနောက်ွယ်ကနေခိုင်ခိုင်မာမာထောက်ခံပေးခဲ့လို့အောင်မြင်လာတာလို့ဆိုတယ်ဘလို့မျိုးထောက်ခံပေးခဲ့တာလဲဗျဥပမာဗျာမနာဒီခေတ်က yes ပူဇော်တဲ့အခါတည့်ဆန်တွေကိုအများတက်ဖြတ်ကြတယ်လေဟုတ်တယ်ဗုဒ္ဓဘာသာကအဲ့ဒီလိုတက်ရှိတွေကိုတက်ဖြတ် yes ပူဇော်တာကိုပြင်းထန်ဆန့်ကျင်တယ်ဒီအချက်ဟာတက်ဆက်လေယာစိုက်ပျိုးရေးစီးပွားရေးအကမရှိမဖြစ်လိုအပ်ခဲ့ခိုင်းနွားတွေကိုအသက်ချမ်းသာရာရစေပြီးချွေတာရောက်သွားတာပေါ့
အော်လက်သမားတွေကတိုက်ရိုက်အကျိုးရှိသွားတာကိုသဘောကျမှာပေါ့ ဒါပေါ့ချင်းနောက်ပြီးလူတွေရဲ့ဇက်နှိမ်ဇက်မြင့်ခွဲခြားမှုကိုလက်မခံပဲကိုကျင့်တရားနဲ့ကြိုးစားအားထုတ်မှုကိုသာတန်ဖိုးချတဲ့အတွက်လေ ဟုတ်ကဲ့ မီယိုဖလာမျိုးယုံမြင့်ပြင်းမင်းကိုပိုင်အရေးချင်းနဲ့ချမ်းသာလာတဲ့ကုန်တဲ့လူဒန်းစားတစ်တူတက်အလွန်ကိုအဝင်ခွင်ကြဖြစ်သွားတာပေါ့ ယေအဲ့ဒီအချက်ကယုတိတော်ရှိတယ်ဗျာဒါမဲ့စဉ်းစားကြည့်လေမျိုးပြအတွေ့ကူးပြောင်းတယ်ဆိုတာငယ်တန်းတန်ရှင်းတည့်ရက်ပြီးလူတိုင်းအတွက်ပြောစရာကြီးမဟုတ်ဘူးလေ ဟုတ်ပါတယ် လူမှုရေးအဆောင်အုံတွေပြောင်းလဲသွားတဲ့အခါအဲ့ဒီပြောင်းလဲတဲ့ဒဏ်ကိုအလူးလက်ခံရပြီးဘဝတွေပျက်စီးသွားတဲ့သူတွေလည်းအများကြီးရှိမှာပဲမို့လားမျိုးပြရဲ့အမောင်ပဲချမ်းကတော့ဘယ်လိုနေမလဲဗျာ အတိအကျပါပဲရှင်အဲ့ဒီမျိုးပြားရဲ့အမောင်ဘက်ချမ်းကိုအခြေခံပြီးဒုတိယ theory ထွက်လာတာပါအပြတ်ထဖို့ဆောင်တဲ့ချင်းကပ်မှုလို့ခေါ်တဲ့လူတွေကရွာငယ်လေးတွေကနေစုပေါင်းပြီးမျိုးကြီးတွေပိုရောက်လာတဲ့အခါအရင်ကမိသားစုဆွေမျိုးအတိုင်းဝိုင်းဆိုတဲ့အနှွေးထွေးတဲ့အကာအကွယ်တွေပြုတ်ကွဲသွားတယ်လူစိမ့်တွေကြားထဲမှာတယောက်တည်းရုန်းကန်ရတဲ့အထီးကျန်ဆတ်မှုတွေဖြစ်လာတယ်လေ ဟုတ်တယ်လူနေထုထက်လာတာကို ဒါပြင်အင်အားကြီးမှလာတဲ့ရှင်ဘီရင်တွေနဲ့မင်းညီမင်းသားတွေရဲ့အခွန်ကောက်ခံမှုဖိနှိပ်မှုတွေကိုလည်းခံရတယ်ဒါကြောင့်အဲ့လိုလူမှုရေးအကြက်တဲတွေစိတ်တန်ရာရနေသူတွေပေါ့လေ ဟုတ်ကဲ့ အထီးကျန်ပြီးဝိုင်းပယ်ခံရတယ်လို့ခံစားနေရသူတွေအတွက်ဗုဒ္ဓဘာသာဟာစိတ်ထွက်ပုတ်တစ်ခုခိုကိုးရတစ်ခုအဖြစ်နဲ့အောင်မြင်လာတာလို့ဆိုကြတယ်ရှင်အထူးသဖြင့်ဆင်းရဲဒုက္ခဆိုတဲ့ယူဝိစာဟာထိုခေတ်ကမြို့ပြလူနေမှုဘဝရဲ့စိတ်ဖိစီးမှုတွေကိုတိုက်ရိုက်ထင်ဟပ်နေတယ်လို့ဒီပညာရှင်တွေကယူဆကြတယ် နေုံဗျာဒီအချက်ကိုတော့ကျွန်တော်နည်းနည်းဝင်ပြီးသဘောထားခွဲလွှဲခြင်းတယ်ဗျာ အင်းပြောပါရှင် အထောက်ထားတွေထဲပါရှေးခေတ်လူတွေကမျိုးပြကြီးရဲ့စိတ်ဖိစီးမှုတွေလူမှုရေးအချက်အတဲတွေကြောင့်ဒုက္ခရောက်ပါသေးတယ်လို့ညီးတွားနေတာမျိုးကျွန်တော်တို့တိုက်ရိုက်မတွေ့ရဘူးလေ ဟုတ်တာဗော ဒုက္ခဆိုတာကဘဝရဲ့ဖြစ်တည်မှုတစ်ခုလုံးတန္တရာတစ်ခုလုံးနဲ့ဆိုင်တဲ့အနုကန်ကျေပြတ်နေတဲ့သဘောတရားကြီးပါဗျာအဲ့ဒီလောက်ကြည့်ကြတဲ့ logo တွေရဲ့သသနာကိုတာမန်မျိုးပြမှာနေရတဲ့စိတ်ဖိစီးမှုအလုတ်ခွင်ကမွန်းချက်မှုလောက်နဲ့တွားပြီးအချိုးချလိုက်ကလေ အေး ကျွန်တော်တို့ခေတ်သစ်လူသားတွေရဲ့စိုးရင်ပူပန်မှုတွေကိုအတိတ်ကလူတွေစီတွားပြီးအလွန်အမင်းပုံချလိုက်လို့ဖြစ်မနေဘူးလားဗျာ အေးထောက်ပြချက်ကတော်တော်လေးဆူရှားပြီးမှန်ကန်ပါတယ်ရှင်တကယ်သမိုင်းအထောက်ထားကိုပြန်ကြည့်ရင်မြို့ပြအတွင်ပြောင်းလဲမှုနဲ့နိုင်ငံရဲ့ပြောင်းလဲအများစုဟာဗုဒ္ဓလက်ထက်မတိုင်မီတဲ့ကအတော်လေးအသားကျပြီးတည်ငြိမ်နေပြီဖြစ်ပါတယ်ရှင် အော်ဆိုတော့ယူတီယာကြီးဖြစ်သွားတာမဟုတ်ဘူးဗော ဟုတ်တယ်ရှင်လူတွေကရွတ်တရက်ကြီးမြို့ပေါ်ရောက်လာပြီးကမောက်ကမဖြစ်သွားတဲ့အကျက်အတဲကာလာကြီးမဟုတ်ပါဘူးဒါကြောင့်ဟိုမြို့ပြစိတ်ဖိစီးမှုဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့တင်ဗုဒ္ဓဘာသာပြန်ပွားလာတာကိုရှင်းပြဖို့ဆိုတာလုံးဝမလုံလောက်ပါဘူး ဟုတ်ပြီ ဒီ theory နှစ်ခုစလုံးမှာမှန်ကန်တဲ့အစိအပိုက်နေပါနေပေမဲ့တကယ်အဖြစ်မှန်ကဒီထက်ပိုပြီးနှစ်ဆိုင်ရှုံထွေးပါတယ်ရှင် ဒါဆိုရင်မျိုးပြစိတ်ဖိစီးမှုတက်ကြောင်မဟုတ်ဘူးဆိုရင်အဲ့ဒီခေတ်ကတကယ်စီးပွားရေးအခြေအနေကဘယ်လိုများရှိနေလို့လဲဗျာကျွန်တော်တို့တွေတမိုင်းစာအုပ်တွေတဲကဖတ်ရတယ်လို့တာမန်လေသမားလေးတွေစင်းရဲသားလေးတွေချီပဲလားပါအဲ့ဒီခေတ်ကဇင်ခံပစ္စည်းသုံးဆွဲမှုအတိုင်းအတာတွေကဘယ်လောက်တောင်ကြီးမားခဲ့တယ်လဲဆိုတာကိုအရင်မြစားသားတွေကနေသစင်တိတိကျကျလေ့လာကြည့်ရင်ပိုရှင်းလာမှထင်တယ်ဗျာ ဒါဟုတ်ရှင်စာပေအထောက်ထားတွေထဲမှာအဲ့ဒီခေတ်ကစီးပွားရေးအင်အားကြီးမောပုံတွေကိုအံ့ဩစရာကောင်းလောက်အောင်တွေ့ရပါတယ်ရှင်အတိအဖွဲအယောင်းအဝယ်လေးတွေမဟုတ်တော့ဘူးလေ ဘယ်လောက်တောင်ကြီးမားနေလို့လဲဗျာ ဥပမာတကြားဦးတွေအပြည့်တင်ဆောင်လာတဲ့လဲအစီး900ပါဝင်တဲ့ကုန်သည်ရင်နှန်းကြီးတွေဖြတ်သိမ်းသွားလာနေတဲ့အကြောင်းတွေပါတယ် ဟာလေအစီ900တောင် ဟုတ်တယ်ရှင်ဒီတဲ့ပိုစိတ်ဝင်စားဖို့ကောင်းတာကလက်သမား900လောက်ကမြစ်ကြောင်းတစ်ယောက်မှာအိမ်အပိုင်းအိုးစာတွေကိုအစင်တင့်တက်ဆင်ရောင်းချခဲ့စီးပွားရေးလုပ်ငန်းကြီးတွေအကြောင်းမှာစဉ်းစားကြည့်ပါဦးဒါဟာခေတ်သစ်မှာဆိုရင်စိတ်ယုံကနေအသင့်ထူလုပ်ထားတဲ့အိမ်တွေကိုတက်ဆင်ရောင်းချတဲ့prefabricated houses စနစ်မျိုးလေ တကယ်ကိုစက်မှုလုပ်ငန်းအတွင်ခုပြောင်းမှုမျိုးပဲနော်လက်သမား900ကအချိတ်အဆက်မီမီနဲ့အိမ်တွေကိုအများထုတ်လုပ်နေတယ်ဆိုတာလူတွေကကိုယ့်အိမ်ကိုစောက်တဲ့ခက်ကလေ ဟုတ်တယ် အရာအလုံးကိုငွေပေးပြီးဝယ်ယူသုံးဆွဲတဲ့ခက်ကိုပြောင်းသွားတာပဲအဲ့ဒီလိုအများထုတ်လုပ်နိုင်တဲ့စနစ်ရှိနေပြီဆိုကြတဲ့ကမျိုးပြတဲ့လူဦးရေကလည်းအစမတန်များပြားနေပြီဆိုတာသိကြတယ်ဗျာ အတီးအကြပါပဲရှင်လူတွေရဲ့စိတ်နဲ့စိတ်ထားငွေချေးအပေါ်မြင်တဲ့အမြင်တွေလုံးဝပြောင်းလဲသွားမဲ့ချိန်ပဲပေါ့ ဟုတ်တယ်ဗျာ တစ်ချိန်တည်းမှာပဲအဲ့လိုချမ်းသာကြွယ်ဝမှုတွေရဲ့နောက်ပိုင်းမှာအင်မတန်ကြောက်စရာကောင်းတဲ့ဆင်းရဲချမ်းသာကွာဟမှုတွေကိုလည်းတွေ့ရတယ်ရှင်မြို့ကြီးတွေမှာငွေချေးတွေတလဟောစီးဆင်းနေပေမဲ့တချို့ဝေလံတဲ့ရွာတွေမှာငမ်းမွန်ခေါင်းပါမှုကြုံရချင်းခွေးထားစားပြီးအသက်ဆက်ရတာတို့ဆန်ခိုးစားရတာတို့ဆိုတဲ့အဖြစ်အပျက်တွေကိုလည်းမှတ်တမ်းတွေထဲမှာတွေ့ရလေ
ဒါဟာလူဒန်းစားကွာဟမှုဘလောက်ကြီးမားနေပြီလဲဆိုတာကိုပြသနေတာပါရှင် အေးလူဒန်းစားကွာဟမှုနဲ့ချမ်းသာကြွယ်ဝမှုကိုအထင်ရှားဆုံးပြသနေတာကဝိနည်းစာပေတွေမှာပါဝင်တဲ့စပတ်ကေရရမ်းများအကြောင်းဖတ်ရတဲ့အပိုင်းပဲဗျာ ဟုတ်တယ်အဲ့ဒီပိုင်းကတော်တော်ထူးခြားတယ် ကျွန်တော်အဲ့ဒီစာသားတွေကိုဖတ်ကြည့်တော့တော်တော်လေးကိုအံ့တော်သွားတယ်သူတို့သုံးဆွဲခဲ့လို့ဖီရာရှင်ကတားမြစ်ခဲ့ရတဲ့ပစ္စည်းတွေဆိုတာတာမန်ဆုံဟင်းဖိုလန်နာမျိုးတွေမဟုတ်ဘူးဗျာတကယ်ကိုအမြင့်ဆုံးဇင်ခံပစ္စည်းတွေဖြစ်နေတယ် ဟုတ်တယ်ရှင်အဲ့ဒီပစ္စည်းရင်းတွေကတော်တော်လေးကိုအမခံမယ်နော်ရွှေတွေငွေတွေနဲ့အလှဆင်ပြုတ်လုပ်ချတဲ့ဆေးဘူးတွေတုံးကြတယ်နောက်ပြီးခြေစွပ်တွေဖိနှက်တွေဆိုရင်လည်းရိုးရိုးဖိနှက်ဟုတ်ဘူးလေ ဘလို့ဖြစ်နေမျိုးတွေလဲဗျ ဦးတောင်မီတွေကင်မီကောက်မီတွေတိုးချိုစိတ်ချိုပုံစံတွေတက်ဆင်ထားတဲ့ဖိနှက်အစမ်းပြတွေဆိုတော့ဒါတွေကတာမန်လက်မှုပညာနဲ့လုပ်လို့ရတဲ့အရာတွေမဟုတ်တော့ဘူးလေ အဲ့ဒါတွေဘယ်မလဲဗျဆင်းရုပ်တွေမြင်းရုပ်တွေအနုစိတ်ရက်လို့ထားတဲ့ကော်စောတွေနဲ့ဇင်ခံကွတင်တွေဆိုတာအဲ့ဒီခေတ်ကအထက်တန်းလွှာရဲ့စတုံးဆွဲမှုအတိုင်းတာကိုရှင်းရှင်းလင်းလင်းပြတာနေတာပဲ ဟုတ်တာပေါ့ရှင် ဒီလိုအနုစိတ်ပြီးတန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုထုတ်လုပ်နိုင်ဖို့ဆိုတာအဲ့ဒီပညာကိုပဲတီးတန့်အချိန်ပေးလှုပ်ဆောင်ရတဲ့ကျွမ်းကျင်လက်မှုပညာရှင်လူဒန်းစားတွေကတီးတန့်ရှိနေမှရမှာလေ မနဲ့ ဆိုလိုတာကဒီယဟန်ဒီစီကိုဒီလိုပစ္စည်းတွေရောက်လာဖို့ဆိုတာအဲ့ဒီလူတွေစီမှာစာအုပ်နီးရတဲ့ပူပန်ဆရာမလိုတော့အောင်ပူလျက်နေတဲ့စီစဉ်ဥစ္စာတွေအများများရှိနေပြီဆိုတာအတေးရပဲဗျ အဲ့ဒီအချက်ကိုဂျေဘရနဲ့နီနိုင်ကြီးစီးပွားရေးမြင်ကွင်းနဲ့ချိတ်ဆက်ကြည့်ရင်ပူပြီးရှင်းလင်းပါမယ်ရှင်အစိုးပိုင်းဗုဒ္ဓဘာသာဟာဒီလိုအလွန်မင်းချမ်းလာကြွယ်ဝလာတဲ့လူ့ထွဲစုတိချီတဲ့မှာသူစိမ့်ပင်းပါလူအဖြစ်တိချရည်တည်ခဲ့တာမဟုတ်ဘူးလေ ဟုတ်ကဲ့ စီးပွားရေးအင်ဟာတောင့်တင်မှုဟာဘာသာရေးဖွဲ့စည်းတွေကိုထောက်ပံ့ဖို့ကျောင်းတင်ကနေဆောက်လုပ်လူတန်းမှုလုံလောက်တဲ့ပိုလျံကြွယ်ဝမှုကိုဖန်တီးပေးနိုင်ခဲ့တယ်တစ်ဖက်ကကြည့်ရင်လည်းဒီလိုချမ်းသာလာတဲ့ကုန်တယ်ကြီးတွေအတွက်ဗုဒ္ဓဘာသာကသူတို့လူအပ်နေတဲ့အရာတစ်ခုကိုပြန်လည်ပေးစွမ်းနိုင်ခဲ့တယ်ရှင် ဒါဆိုရင်လူဝတ်ချောင်းနဲ့အထူးသဖြင့်ကဟပတိလို့ခေါ်တဲ့အင်ယာတီထောင်သူတထေးကြီးတယ်မြို့ပြကကုန်တယ်ကြီးတယ်သူဘိုးတော်ဘာသာကဘာတွေများပေးစွမ်းနိုင်ခဲလို့လဲဗျ ဒီနေရာမှာကျွန်တော်မဟာဝက်ကပါဠိတော်လားတီလာဆောင်ထင်းခြင်းရဲ့အကျိုး၅ပါးကိုတွားပြီးတတိယမိတယ်ဗျာ အော်ဟုတ်ကဲ့အဲ့ဒီမှာဘာဒီပါလဲဆိုရင် ဒီလာဆောင်တဲ့အတွက်စိတ်စဉ်ဥစာပေါ်များလာမယ်နာမည်ကောင်းထွက်မယ်ပရိသတ်အလယ်မှာရဲရဲတင်းတင်းဝင်ဆက်နိုင်မယ်မတေမဝေတီရမယ်ပြီးတော့နတ်ဗီရောက်မယ်ဆိုရင်အချက်တွေပါတယ် ဟုတ်တယ်အဲ့ဒီချက်၅ချက်ပေါ့ ဒါတွေကိုကျွန်တော်တေချာစဉ်းစားကြည့်တော့ဒီအချက်တွေဟာခေတ်သစ်မှာဆိုရင်စီးပွားရေးလုပ်ငန်းရှင်တွေဖက်လိရှိတဲ့အောင်မြင်ချမ်းသာရင်းတဲ့ဘဝတိုးတက်ရေးစာအုပ်တွေမှာပါတဲ့အချက်တွေနဲ့လုံးဝကိုတွားတူနေတယ်ဗျာ ဟာတကယ်ပဲနော်စဉ်းစားကြည့်ရင်အတော်တူတယ် ဟုတ်တယ်ဗျာစီးပွားရေးလုပ်ငန်းရှင်တယောက်တော့လုံအပ်တဲ့ကိုကျင့်တရားဆိုင်ရာမူပေါင်းတွေအများယုံကြည်လေးစားမှုကိုရရှိစေမယ့်အပြုအမူတွေကိုသာသနာကပေးစွမ်းနေတယ်လို့ပဲခေတ်သစ် corporate company ကြီးတွေကအလို့အမှုဆောင်တဲ့စိတ်ငြိမ်အောင်တရားစခန်းဝင်ကြတော်မျိုးအဲ့ဒီခေတ်ကကုန်သေးတွေအတွက်လဲဒါသူတို့ဘဝကိုဟန်ချက်ညီစေတဲ့စနစ်တစ်ခုဖြစ်နေမလားဗျာ အဲ့ဒါတကယ့်ကိုစီလျော်တဲ့ချိတ်ဆက်တွေးတော်မှုပါပဲရှင် theory အရာပြောရရင်အဲ့ဒီခေတ်ကကုန်တယ်ရည်နဲ့မြို့ပြအထက်တန်းလွှာတွေဟာသူတို့ရဲ့ချမ်းသာကြွယ်ဝမှုအသစ်အတွက်ကိုချင်းတရားဆိုင်ရာတရားဝင်ဖြစ်မှုကိုအပြင်းထန်ရှားပွင့်နေကြတယ်လေ အော်ကိုစီစဉ်ကိုတရားဝင်ထစ်ချင်တာပေါ့ ဟုတ်တယ်ရှင်အရင်ခေတ်ကတန်ဖိုးဆိုတာမြေယာနဲ့စိုက်ပျိုးရေးထွက်ကုန်တွေပဲအခုကျတော့ပစ္စည်းတွေကိုဟိုဘက်ဒီဘက်ရွှေ့ပြောင်းရောင်းချရင်ငွေတူးချရင်ချမ်းသာလာတဲ့အခါမီးတို့ဖလားအမြင်အရဆိုရင်ဒါဟာလောဘကြီးတာမမှန်ကန်တာလို့အထင်ခံရနိုင်တယ်လေ ဟုတ်တယ်အမြင်စိမ့်နေမှာပေါ့ အဲ့ဒီအချိန်မှာဘူတာရဲ့တုံတင်ချက်တွေကသူတို့ရဲ့ရိုးသားကြိုးစားမှုစုဆောင်မှုတဲ့စီကန်းရှိမှုတွေကိုအဖြူသဘောဆောင်တဲ့အပိမှုတွေဖြစ်စေခဲ့လေဒါပေမဲ့ဒီနေရာမှာမေးစရာရှိလာတာကအရာအလုံးကိုစွန့်လွတ်ထားတဲ့ယဟန်တွေကဒီလိုစီးစိမ်ဥစ္စာအကျွေဝါမှုတွေလော်ကီရေးရပြဿနာတွေနဲ့ပြည်နေတဲ့လူအဖွဲ့ကြီးနဲ့ဘလို့များလိုက်လျောညီထွေနေထိုင်ခဲ့ကြတယ်လဲဆိုတာပါပဲရှင်သူတို့ကလူတွေနဲ့ဝေးရာကိုထပ်ပြေးသွားတာလားပေါ့ ကျွန်တော်နားလေသလောက်တော့လောကကြီးနဲ့အဆက်အသွယ်လုံးဝဖြတ်တောက်လိုက်တာမျိုးတောနတ်ကြီးထဲမှာတုံအောင်နေတာမျိုးတော့မဟုတ်ဘူးထင်တယ်ဗျာ လုံးဝမဟုတ်ပါဘူးရှင်အဲ့ဒီအစားသူတို့ဟာရေးအကြီးဆုံးသောဂျာကန်ပေါင်ကူပေးသူများလို့ခေါ်တဲ့ mediators တွေဖြစ်လာခဲ့ကြလေယဟန်နီဟာတောနတ်ကြီးထဲမှာချီးပဲအမေးပုံအောင်နေတာမဟုတ်ပါဘူးရှင် ဟုတ်ကဲ့ တခါတည်းရန်ကုန်တဲ့ရင်တန်းနေနဲ့အတူလုံခြုံရေးအရာရောခီးသွားလာရေးအချက်ပါအတူတကွခီးသွားလာကြတယ်ပိုပြီးထင်ရှားတဲ့သက်သေပြချက်ကတော့ဖရင်ဗမိတာရမင်းကြီးရှောက်ထားခဲ့တယ်လို့ပဲယဟန်နီနေထိုင်မဲ့ကျောင်းတင်ခန်းဒီတိဆောက်တဲ့အခါမြို့တွေရွာတွေနဲ့တိတ်မဝေတိတ်မနီးတဲ့နေရာတွေမှာတိဆောက်ခဲ့ကြတယ်လေ ဩတိတ်မဝေတိတ်မနီးပေါ့ ဟုတ်တယ်ရှင်ဒါဟာတိတ်ကိုအရေးပါတဲ့မဟာဗျူဟာမြို့နေရာယူမှုပါတိတ်ဝေးသွားရင်လူအဖွဲ့အစည်းနဲ့အဆက်အသွယ်ပြတ်သွားမယ်စွန့်ကွမ်းကခက်ခဲရှိမယ်တိတ်နီးသွားရင်လည်းစူညံပွဲလောရိုက်ပြီးလော်ကီရေးရာတွေထဲမှာ
မှာအရင်နဲ့မွန်းသွားမယ်လေ မားလက်တာဗျာ ။ဒါကြောင့်အဲ့ဒီပြမဝေးတိတ်မနီးဆိုတဲ့အကွာဝေးဟာလူအဖွဲ့အစည်းကိုကြီးစုဆောင်ရှောက်ဖို့အကောင်းဆုံးအနေထားဖြစ်ခဲ့တယ်ရှင် အဲ့ဒါအပြင်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုရှိသေးတယ်ဗျာအဲ့ဒီအချိန်ကမာဂရာနဲ့ကောတလအလို့အင်အားကြီးမားလာတဲ့နိုင်ငံတော်တစ်ကြီးတွေပေါ်ထွန်းလာတဲ့အချိန်အခါနဲ့လည်းတိုက်ဆိုင်နေတယ် ။ဟုတ်ပါတယ် ဒီနိုင်ငံတော်ကြီးတွေကမတူညီတဲ့တိုင်းရသောမျိုးနွယ်စုတွေယုံကြည်မှုအမျိုးမျိုးရှိတဲ့လူတွေကိုစုစည်းအုပ်ချုပ်ရတာဖြစ်တယ်ဒီလိုအချိန်မှာဗျာမနာတွေရဲ့ယုံကြည်မှုကိုအသုံးပြုဖို့ကြတော့သူတို့ကတီးတန့်ဆန်လွန်းတယ်ဇက်ထွဲချမှုတွေပါတယ်ဗျအထက်တန်းလွန်အတက်ပဲဖြစ်နေတယ် ။အင်းမှန်နေရှင် ဒါပေမဲ့ဗုဒ္ဓဘာသာကကြတော့ဇန်နိဇမြင့်မခွဲခြားမှုလူမျိုးမရွေးအားလုံးနဲ့သက်ဆိုင်တဲ့ universal ဖြစ်တဲ့အယူဆတွေကိုပေးစွမ်းနိုင်ခဲ့တယ်။ဒါကြောင့်ရှင်ဘီရင်တွေကိုယ်တိုင်ကလည်းဒီလိုယုံကြည်မှုမျိုးကိုနိုင်ငံတော်တည်ငြိမ်ရေးနဲ့အုပ်ချုပ်ရေးမှာတိုင်းပြည်တစ်ခုလုံးကိုစီးလုံးစေမဲ့အင်အားတစ်ခုအနေနဲ့သဘောကျပြီးလက်ခံအသုံးပြုလာကြတာဖြစ်မယ်ဗျာ ။အဲ့ဒါကနိုင်ငံရေးအရာဂျာခံပေါင်းကူပေးမှုပေါ့ရှင်။နောက်ထပ်ပူပြီးနှဆိုင်တဲ့လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာဂျာခံပေါင်းကူပေးမှုတစ်ခုကိုလည်းကြည့်ဖို့လိုပါတယ်ရှင် ဘယ်လိုမျိုးလဲဗျာ ။ဒီအချက်ကိုထင်ရှားစေဖို့စာအုပ်ထဲကအင်္ဂလန်ရောက်ထိုင်းအမျိုးသမီးတို့ရဲ့ဇလန်းလေးကိုပြောပြချင်ပါတယ်ရှင် ဟုတ်ကဲ့ပြောပါဦး ။အဲ့ဒီအမျိုးသမီးကအင်္ဂလန်မှာနေထိုင်ရင်းဘာအကြောင်းရင်းမှရေးရေးရရမရှိပဲစိတ်ဓာတ်ဒီအကြီးကျယ်ကျဆင်းလာတယ်။နောက်ပိုင်းမှာသူဘာဖြစ်လို့လဲဆိုတာကိုပြန်လဲသဘောပေါက်သွားတယ် ဘာဖြစ်လို့လဲလဲဗျာ ။အကြောင်းကတော့လူဒန်းခွင့်မရလို့ပါတယ်ရှင်။ထိုင်းနိုင်ငံမှာလို့မနက်တိုင်းဆွလန်းဖို့ကုသိုလ်ပြုဖို့ယဟန်တန်ဃာတွေမရှိတဲ့အတွက်သူတို့ယုံကြည်တဲ့ကုသိုလ်ပြုခွင့်ဆုံးရှုံးနေတာလို့စိတ်အစမပြေဖြစ်ရတာပါ ဩစိတ်ပိုင်းဆိုင်ရာကွက်လက်ဖြစ်သွားတာကို ။ဒါပေါ့ရှင်ဒါကိုကြည့်ရင်ယဟန်တန်ဃာတွေဟာလူအဖွဲ့အစည်းမှာတောင်းစားနေသူတွေမဟုတ်ပဲအလွန်အရေးပါတဲ့စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးသူတွေဆိုတာတွေ့ရတယ်ရှင် သဘောပေါက်ပြီဗျာဆိုလိုတာကယဟန်တွေကလူဝတ်ကြောင်တွေကကောင်းမှုကုသိုလ်ပြုရာလေယာမြဲလို့ဖြစ်ယက်တီပေးနေတယ်ဆိုတဲ့သဘောပေါ့ ။အတိအကျပါပဲရှင် ရှိခိကအတိတ်ချမ်းသာလာတဲ့ကုံတဲ့လူတန်းစားတည်တင်းနေနဲ့သူတို့ရဲ့စီစဉ်ကြွယ်ဝမှုတွေကိုတစ်တမဲ့စုပုံထားယုံနဲ့စိတ်မလုံခြုံဘူးဒီငွေကြေးဥစားတွေကိုပိုပြီးမြင့်မြတ်တဲ့ရည်ရွယ်ချက်တစ်ခုတည်းအသုံးပြုခွင့်ရမှာဒါသူတို့ရဲ့ချမ်းသာမှုကိုလူအဖွဲ့အစည်းကအတိမတ်ပြုလက်ခံလာမှာဖြစ်တယ်လို့သူတို့ကိုယ်တိုင်လည်းစိတ်ပိုင်းဆိုင်ရာတရားဝင်ဖြစ်မှုကိုရရှိမှာကို ။အေးဟုတ်တယ် ယဟန်တွေကအကျွမ်းမဲ့ဆွတ်လွတ်ထားတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ကိုလှူဒန်းခြင်းအားဖြင့်ကုံတဲ့ရဲ့ငွေကြီးတွေဟာတန့်စင်သွားတဲ့သဘောမျိုးဖြစ်သွားတယ်ဗျာ ။ကွက်တီပါပဲရှင်။အဲ့ဒီယန်ဒီယာကတိတ်ကိုအရေးကြီးပါတယ်။ယဟန်တွေဟာသူတို့ကိုယ်လိုင်းကဘာပစ္စည်းဥစ္စာမှမပိုင်ဆိုင်ပေမဲ့ကျွယ်ဝချမ်းသာလာတဲ့စီးပွားရေးလူဒန်းစားတစ်တင်နဲ့ပြောင်းလဲနေတဲ့နိုင်ငံရေးစနစ်တစ်ကြီးအကြားမှာအကောင်းဆုံးသောယုံကြည်မှုဆိုင်ရာပေါင်းကူတန်တားတွေဖြစ်လာခဲ့တယ်ရှင်။ရထောက်ပံ့တယ်။ယဟန်တွေကကုံတဲတွေကိုစိတ်ပိုင်းဆိုင်ရာနဲ့ကိုကျင်တရားပိုင်းဆိုင်ရာတရားဝင်မှုပြန်လည်ပေးအပ်တယ်။သူတို့ရဲ့အကျွမ်းမဲ့စနစ်ခါတဲ့ပုံရိပ်ကပဲလူတွေရဲ့ယုံကြည်ကိုးစားမှုကိုအခိုင်အမာရရှိစေခဲ့တာဖြစ်ပါတယ်ရှင် ကဲအခုဆိုရင်ကျွန်တော်တို့လေ့လာခဲ့တဲ့အရင်းမြစ်တွေကနေရေးကြီးတဲ့အနည်းချုပ်တစ်ခုကိုရလာပါပြီအစောပိုင်းပရဘာသာရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဟာလူဖွဲ့စည်းကိုကြောခိုင်းပြီးတောတောင်နေတဲ့ထိုပေးသွားခြင်းကြောင့်မဟုတ်ပါဘူး ။ဟုတ်ပါတယ်ရှင် အဲ့ဒီအစအရှင်အဟုန်နဲ့ပြောင်းလဲနေတဲ့စီးပွားရေးမြို့ပြဖွံ့ဖြိုးမှုနဲ့နိုင်ငံရေးအခြေအနေတွေကြားထဲမှာအသိဉာဏ်ပညာကျွယ်ဝစွာနဲ့လိုက်လျောညီထွေးနေထိုင်ခဲ့ကြလို့ပါဗျာမြို့ပြရဲ့ဆုညမှုတွေနဲ့တောတောင်ရဲ့တိတ်ဆိတ်မှုတွေကြားထဲကတိတ်မဝဲတိတ်မနီးဆိုတဲ့နေရာမှာယက်တီရင်မတူညီတဲ့လူဒန်းစားတွေအဖွဲ့အစည်းတွေကြားမှာမရှိမဖြစ်လိုအပ်တဲ့ဂျာကန်ပေါင်ကူပေးလူလေးအဖြစ်စွမ်းစမ်းတမန်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်တယ်ဆိုတာထင်ရှားပါတယ် ။ဟုတ်ပါရဲ့ရှင်။တကယ်ကိုပြောင်းလဲနေတဲ့လောကကြီးရဲ့လိုအပ်ချက်တွေနဲ့ငြိမ်းချမ်းတဲ့တရားလမ်းစဉ်အကြားကအမခန်းစရာကောင်းလောက်အောင်ပြည့်စုံတဲ့ဟန်ချက်ညီမှုပါပဲရှင် ဒီကနေ့အသေးစိတ်လိလာတုံးတက်မှုရဲ့နောက်ဆုံးအနေနဲ့နားဆင်သူတွေဆက်လက်တွေးတောနိုင်ဖို့စဉ်းစားဖွယ်ရမိခွန်းတစ်ခုချန်ထိုက်ခဲ့ပါတယ်ဗျ ။ဘာများဖြစ်မလဲရှင် အရာအလုံးကိုဆွတ်လွတ်ဖို့တွန်တန်တဲ့တရားကျင့်စဉ်တစ်ခုဟာခေတ်သစ်စည်းဝါးရေးနဲ့အထက်တန်းလွှာတွေရဲ့လူအပ်ချက်ကိုအကောင်းဆုံးဖြစ်စီပြီးနိုင်ခဲ့လို့အောင်မြင်လာတာဆိုရင်စဉ်းစားစရာရှိလာပါပဲဗျ ။ဟုတ်ကဲ့ ဘာသာတရားတစ်ခုရဲ့ရေရှည်တည်တံ့ခိုင်မြဲမှုဆိုတာသူတို့ဟောပြောတဲ့လောကုတ္တရာပိုင်းဆိုင်ရာအမှန်တရားလေးကြီးတက်အပေါ်မှာပဲမူတည်နေတာလား ဒါမှမဟုတ်ပေါ်ထုံးစအင်အားကြီးအထက်တန်းလွှာတဲ့နဲ့ပြောင်းမဲနေတဲ့လူဖွဲ့စည်းရဲ့စီးပွားရေးလူမှုရေးလိုအချက်တွေအတွက်မြင့်မြတ်အတုံးဝင်တယ်လဲမြင့်မြတ်လိုက်လျော့ညီထွေထွေအောင်ပေါင်းဆက်နိုင်တယ်လဲဆိုတဲ့လက်တွေ့ကြတဲ့အချက်ကပိုကြီးအဆုံးချက်ပေးနေတယ်လဲဆိုတာပါဗျာ ။တကယ်ကိုတွေးစေရပါပဲရှင် ဒါဟာဇေဝစင်တာကြီးတဲကအရာအလုံးကိုစွန့်လွတ်ထားတဲ့သူ
ဘာကြောင့်အောင်မြင်နေတယ်လဲဆိုတဲ့ပဟေလီကိုဖြေရှာဖို့နောက်ထပ်တစ်ခါတစ်ချက်ပဲဖြစ်သွားတော့တယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လဲဆုံတွေ့ကြပါဦးများ